ကဲပြီးကြဖို့ကျွန်တော်ဒီနောက်မှာ1900ကိုရအောင်ရောင်းသွားတဲ့ဟာလေးပေါ့နော် recording ယူရရှင်းမှာတော့1500နေရတော့ရှိရပါတော့အဲ့မှာတခုတတိထားတခုဟိုကမလောက်ခင်လက်နှစ်ဖက်လုံးသုံးဖုံးကိုချလိုက်လက်နဲ့မကန်နိုင်နဲ့ဖုံးကိုဒီတိုင်းပဲဟိုမှာဝဲပေါ်ဖြစ်တင်ပြီးတော့စားလာကလေးကတေချာတခုတော့ခင်ဗျာဟိုပီဇာတော့ကျင်းသေးပါလားမြင်ဗျာပီဇာအရင်မလုပ်ပဲနဲ့အဲ့ဒီဘက်ကအသားလေးချက်ပြီးသွားလို့ရှိရင်ဒီဘက်ဘယ်ဘက်လက်နှစ်ခုနဲ့အဲ့ရေကမုံနဲ့ကိုလာကိုဒါအဲ့ဇက်တိုက်တာနှိမ့်နေအဲ့ဒါပြီးသွားလို့ရှိရင်ဒီဘက်အာလူကြောင့်လည်းကြဝဝအဲ့နှလုံးနှိမ့်တာနှိမ့်ဟိုဟာဖြစ်လို့ရှိရင်အဲ့မှာနှိမ့်သွားပြီးတော့ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့အဲ့မှာလာဝယ်တဲ့လူတွေကိုပုံစံကြည့်လိုက်ပီဇာတို့ဘာလို့ဆိုဈေးကြီးကြဗျာအဲ့မှာပီဇာတို့ဟိုဟာတို့အဲ့ဘာဂါတို့အဲ့မျိုးအာလူကြောင့်အဲ့အမျိုးလူတွေဦးစားပေးတစ်ခါကျရင်ဟိုတစ်ခုစီလာတဲ့ဟာအဲ့တိုင်းနဲ့ကိစ္စမရှိဘူးမယ်အဲ့လို parallel လာတဲ့ခါကျရင်ဗျာဟိုလှုပ်ထားပြီးသားလည်းမရှိဘူးဆိုရင်ဈေးများလို့ဦးစားပေးတော့လှုပ်လိုက်ပြီးရင်အချိန်အရန်ကတ်နေခါကျဈေးများတယ်ဗျာဟို share တစ်ခုလုပ်ပြီးနေတော့ဟိုတစ်ခုကိုဟိုနောက်ကဟာကနည်းနည်းအချိန်ကုန်ကန်နီးကြရင်ပေးမနေအဲ့ခါကျကိုလှုပ်ထားပြီးသားပေးလိုက်တယ်ကောင်ပတ်စံပေးပါထော်သွားတဲ့ကောင်ဆိုတော့တိတ်အဆင်မပြေဘူးဗျကျွန်တော်ဒီမှာကတော့အဲ့လက်နှစ်ဖက်ကိုသုံးပြီးတော့လက်ကိုမှဟိုပါ၄ချောင်းပေါ့ဗျာဟိုဘယ်ဘက်လက်2ချောင်းညာဘက်လက်2ချောင်းသုံးပြီးတော့ဇက်တိုက်တာနှိမ့်သွားတယ်ပြီးရင်နောက်တစ်ခုကဆို upgrade တွေလုပ်ပေါ့နော် upgrade တွေဂိတ်ဆုံးတင်ပြီးချင်း buff တွေရှိရဲ့အဲ့ buff တွေကိုလည်းသူ50ပေးပြီးတော့ဗျာဒီနေ့တစ်ခါ update ရတယ်အဲ့မို့လို့ရင်တော့ကျွန်တော်အနည်းဆုံးတစ်ခါကျရင်ဟိုအခက်မသိနေတာမှားပေးတာတော့ဘာလို့နေလဲဆိုရင်တော့1300ကနေ1900ကြားတယ်ပေါ့နော်အများဆုံးကတော့1900ရတယ်ဗျဟိုမှာတနေ့မှာ1900နှစ်ခါတစ်ခါလောက်တော့ရပါနော်နှစ်ခါတော့မဟုတ်တစ်ခါကျရင်နှစ်ခါရတဲ့ခါလည်းရတယ်စိတ်ကလည်းနည်းနည်းဟိုဖြစ်တယ်လက်ကလည်းညံတယ်ပြီးတဲ့ဟာနဲ့ကွက်တီပြင်တဲ့ဟာနဲ့ကွက်တီဖြစ်နေတော့ရတာပေါ့နော်အဲ့ဒီနဲ့1900ရအောင်လုပ်လို့ရတယ်ကဲဒီ grade ဆုံးကတော့ဆက်ကြည့်ပါဗျာဒီနေ့မှာတော့ကျွန်တော်ကတော့အနည်းဆုံးအဲ့မှာနောက်တစ်ခုရှိတာ friend တွေကိုလည်း app ပေါ့နော် friend တွေ app လို့ရင်သူ့ရဟာလေးကိုလည်းကို quality နည်းချင်းရတယ်ကိုကတော့ကျွန်တော်ကတော့တိုက်ကွန်းအဆင့်တော့ရောက်ပြီပေါ့ကဲအားလုံး1900ရကြပါလိမ့်ဗျာ